ကဘာပေါ်မှာအသိဉာဏ်အရှိဆုံးတိရစ္ဆာန်ကိုပြောပါဆိုရင်လူဆိုတာတော့လူတိုင်းသိကြပါတယ်ဒီလူတွေနဲ့အနီးသက်ဆုံးကိုပြောပါဆိုရင်တော့ IQ 60လောက်နဲ့ချင်ပန်စီတွေရှိပါတယ်နှစ်ကောင်လုံးကပုံးပေါ်ရပါရေထဲမှာဆိုရင်တော့ဒေါ်ဖင်တွေနဲ့ရေပွဲတွေကထိတ်ဆုံးရပါဒါပေမဲ့ဒီလေးကောင်လုံးကိုခဏထားပြီးလေပေါ်တက်ကြပါမယ်လေထဲမှာညံအကောင်းဆုံးကောင်ကတော့ကျွန်တော်တို့မြင်တွေ့နေကြကြီးကန်းတွေပါဒီကြီးကန်းတော့မဟုတ်ပါဘူးဒီကြီးကန်းတွေပါဘာကွာလဲဆိုရင်တော့ Raven နဲ့ Crow ကွာပါတယ်ဒီနှစ်ကောင်ကတူမလူလိုနဲ့မတူပါဘူးအခုကျွန်တော်တို့ပြောမယ်ကြီးကန်း Crow ပါကမ္ဘာညံအကောင်းဆုံးတိရစ္ဆာန်တွေရဲ့အဆင့်6မှာရှိပြီးရေပွဲတွေဝေလာငါးတွေနဲ့နင်းတွေထပ်တောင်ပို့ပြီး IQ မြင့်ပါသေးတယ်ဒါကြောင့်ပဲကြီးကန်းတွေကိုငှက်လောကရဲ့ အိုက်စတိုင်းတွေလို့တော့ခေါ်ကြပါတယ်တကယ်ဒီနာမည်နဲ့လိုက်အောင်ပဲကြီးကန်းတွေမှာလူတွေလိုတရားရုံးလည်းရှိသလိုသူတို့ကိုယ်ပိုင်ဘာသာစကားတွေလည်းရှိပါတယ်ဒါကြောင့်ပဲတခြားတိရစ္ဆာန်တွေနဲ့မတူပဲကြီးကန်းတွေကထူးခြားနေတတ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ဒီအိုက်စတိုင်းတွေရဲ့ဘဝကိုသိရဖို့ကျွန်တော်တို့ကိုယ်တိုင်ကြီးကန်းတွေဖြစ်ကြည့်ကြမှာပါစကားမဆက်ဒါကကမ္ဘာပေါ်မှာအသိဉာဏ်ရှိဆုံးတိရစ္ဆာန်10ကောင်ပါအတိုက်ထဲမှာဦးလေးနှလုံးရှိပါတယ်ဒီဦးကတော့ခဏပါသိမ့်ပြနူးရောင်ရှိပြီးတော့အနက်ရောင်အဆက်တွေလည်းပါပါတယ်ဒါကခဏအမေလာတာပါဥဘဝမှာဒီဦးကိုဝစ်ပေးဖို့လိုပါတယ်ဒါကတော့ခဏအဖေပါအစာလာပို့ပေးတာဖြစ်ပြီးတော့ပို့ပြီးတယ်ဆိုပြန်သွားပါပြီဒီလိုပုံစံနဲ့18ရက်လောက်ဝစ်ပေးရပြီ18ရက်မြောက်နေ့မှာတော့ခဏလည်းမိဘတွေကိုဒုက္ခပေးရတာအားရလို့ဦးလေးကထွက်လာပါပြီဒီမှာပထမဦးဆုံးခဏလောက်တာအစာတောင်းတာပါဒီလိုတောင်းတာကလည်းရက်နဲ့ချီပြီးကြပါတယ်ကြီးကံမိဘ2ယောက်ကအစာရဖို့အကျဉ်းရာနဲ့ချီထွက်ရှာရပြီးဂျာသမျှကိုလည်းအကုန်ကျွေးရပါတယ်ဒီအချိန်ခဏမိဘတွေမရှိတော့ခဏညီကိုတော်ကခဏကိုအတိုက်ထဲကတွန်းချဖို့လုပ်ပါပြီဒီပါတယ်ကံကောင်းစွာနဲ့ခဏနိုင်သွားပါတယ်တကယ်တော့မနိုင်လို့လည်းမရလို့ပါအပြင်မှာဆိုရင်တော့မနိုင်မို့ကများပါတယ်အကြောင်းရင်းကဒီကောင်ကခဏညီကိုမဟုတ်ပဲအုံအောငန်ဖြစ်နေလို့ပါခဏဥပွားမှာတဲ့ကခဏမိဘတွေမသိခင်အုံအောငန်တကောင်ကအတိုက်ထဲမှာဝင်ဥခဲ့တာပါအကောင်ပေါက်လာပြီဆိုရင်လေအတိုက်ပိုင်ရှင်ကြီးကန်းပေါက်တွေကိုတွန်းချပြီးကြီးကန်းမိသားစုကကျွေးသမျှကိုတယောက်တည်းစားတတ်ပါတယ်ကြီးကန်းမိဘ2ယောက်ကတော့ဒါကိုတတိမထားမိပဲအစာတွေကျွေးရင်သူများသားသမီးကိုတိုးထောင်မိတယ်လို့ဖြစ်ကြတာပါဒီပုံစံနဲ့ပဲအုံအောငတ်တွေကအရွယ်ရောက်ကြပါတယ်အခုတော့ခဏဟောက်ပဲပြန်ကြည့်ရအောင်အစာလူစားမဲ့သူလည်းမရှိတော့တယောက်တည်းကျွေးသမျှထိုင်စားရင်အသက်9ဘက်လောက်ကိုရောက်လာပါပြီဒီချိန်ရစပြီးခဏအတိုက်ပေါ်ခုန်ချရပါတယ်အောက်ကိုရောက်ရင်ဒီအောက်မှာပဲတစ်ပတ်ကနေ2ပတ်လောက်ထိဆက်နေရပါတယ်နေကြီးပေါ်ကအသားတုံးလေးဆိုတော့စားကျင်တဲ့ကောင်တွေကလည်းအပြည့်ပါဒါပေမဲ့ခဏမိဘတွေကစောင့်နေတာကြောင့်အသားတော့မခံသေးပါဘူးတကယ်လို့2ယောက်တည်းမနိုင်တဲ့ကောင်တွေလာပြီဆိုရင်လည်းအော်ဟစ်ပြီးအနီးနားကကြီးကန်းတွေကိုစစ်ကူတောင်းပြီးဆောက်ရှောက်ရပါတယ်ဒီချိန်မှာခဏငှက်လုံးကအပြာရောင်လေးပါကြီးကန်းတွေမှာအနက်ရောင်ငှက်လုံးတွေရှိကြတယ်ဆိုပေမဲ့ကလေးဘွားမှာတော့အနက်ရောင်မဟုတ်ပါဘူးဒီလိုမြေကြီးပေါ်မှာ2ပတ်လောက်နေပြီးပြန်တက်သွားပြီဆိုရင်တော့အတိုက်ပေါ်ပြန်တက်ပါပြီဒီမှာပြန်တက်နေပြီဆိုတော့ခဏမိဘတွေစာချထွက်ရင်ရှောက်လိုက်သွားရပါပြီဒီချိန်တွင်းမှာမိဘတွေစီကပညာတွေသင်ရပါတယ်ဒါကဘယ်အချိန်ထိသင်ရတာလဲဆိုရင်တော့အသက်6လလောက်ထိပါ6လကျော်လာပြီဆိုရင်တော့ခဏထွက်သွားပါပြီခဏလိုတခြားကြီးကန်းပေါက်စားတွေရှိတဲ့နေရာစီကိုပါဒါကိုတော့ Ross လို့ခေါ်ပါတယ်အကုန်လုံးကအရွယ်မရောက်သေးတဲ့ကြီးကန်းတွေဖြစ်ပြီးတော့အတူတူအိတ်အတူတူအစာရှာလုပ်ကြတဲ့အပြင်သတင်းပေါင်းစုံကိုလည်းဖလှယ်ကြပါတယ်ဒီလိုပုံစံနဲ့နေရင်အသက်1နှစ်ကျော်2နှစ်လောက်ရောက်လာပြီဆိုရင်တော့ခဏအိမ်ကန်ပြီးသင်တန်းသစ်တက်ရပါပြီဒါနဲ့စကားမဆက်ဒီလိုဗီဒီယိုတစ်ပုတ်ဖန်တီးဖို့ဘယ်လောက်ကုန်နေထင်ကြလဲတကယ်ကတော့0ပါ editing software အချို့နဲ့ idea ပဲလိုပါတယ်ကိုက idea ကောင်းတယ်လုပ်ချင်တဲ့ရှိတယ်ဆိုရင်ကျွန်တော်စီမှာသင်တန်းလာအပ်လို့ရပါပြီဒီလိုဗီဒီယိုတွေနဲ့မဟုတ်ပဲတာမန် YouTube ဗီဒီယိုတွေလည်းဖန်တီးနိုင်တဲ့အထိသင်ပေးမှာဖြစ်ပြီးတော့ YouTube ရဲ့သဘောတရားတွေနဲ့ဗီဒီယိုတစ်ပုတ်ဖြစ်ဖို့လိုအပ်တာတွေအကုန်သင်ပေးမှာပါစိတ်ဝင်စားရင်ကျွန်တော် Telegram နဲ့ဆက်သွယ်လို့ရပါတယ်ဗီဒီယိုကိုပြန်ဆက်ပါမယ်ဒီသင်တန်းနာမည်ကတော့ကလေးထိန်းဒီသင်တန်းပါခဏပြန်ရောက်တဲ့အချိန်မိဘတွေကဥအသစ်တွေကိုစောင့်ရှောက်နေရတာဖြစ်ပြီးတော့ဒီမှာခဏကလည်းဝိုင်းကူရပါမယ်အခါလိုအပ်ရင်အခါထွက်ရှာပေးရတယ်လို့ကင်းနဲ့စောင့်နေရပါတယ်ခဏညီတွေအကောင်ပေါက်လာပြီဆိုရင်တော့ခဏလည်းတင်တန်းလက်မှတ်ရပါပြီဒီတော့ခဏဖွင့်ကြောင်မှုပြန်လစ်သွားပါပြီလူတွေဘွားတွေကခဏသဘောကျနေတဲ့ကြီးကမ်းမလေးတစ်ကောင်လည်းရှိပါတယ်သူ့နာမည်ကတော့ဝတ်ထော်ပါဝတ်ထော်ကိုဖွင့်ကြောင်မှုဒီတိုင်းတော့မရပါဘူးသူအထင်ကြီးလောက်မဲ့လက်ဆောင်တစ်ခုခုပေးဖို့လိုပါတယ်ဒါကိုရှာဖို့ခဏမအိမ်မနာအရှာထွက်ရပါမယ်ဒီလိုထွက်နေတော့ဖန်ကွဲလေးတွေတွေ့ရင်တကယ်ကံကောင်းပါပြီဒီဖန်ကွဲကိုခြီပြီးခွက်ထော်ကိုပြန်ပေးနိုင်ဟိုကကြွေတော့မှာပါဒါပေမဲ့အခုကပလင်းဖြစ်နေပါတယ်ဒီတိုင်းသွားပေးရင်ဟိုကတခါတည်းတန်းညင်ဖို့ကများပါတယ်ဒါကြောင့်ဒီဖန်ပလင်းကိုခြီပြီးအမြင့်ကနေပြစ်ချပြီးခွဲရပါမယ်ဒါမှမရသေးရင်ဆိုင်ကယ်တွေလာတဲ့နေရာမှာသွားထားပြီးဒီပလင်းကွဲတာစောက်ပါမယ်ဆိုင်ကယ်ကြီးနဲ့ကြံပြီးရပြီဆိုတော့ဖန်ကွဲသားလေးကိုခြီပြီးဝတ်ထော်ကိုပြန်ပေးပါပြီဒါကခဏရဲ့ချစ်တက်လက်ဆောင်ပါပဲဝတ်ထော်ကလက်ခံပြီးဆိုရင်တော့တရားလုံးအတူတူလေးပေါ်ပြန်ကြရင်ချစ်ချီနူးကြပါပြီအခုခ
ခဏစော်လဲရပြီဆိုတော့အတူတူနေနိုင်မို့လေထဲကတိုက်အိမ်လေးအတွက်နှစ်ယောက်လုံးအတူတူစူးစမ်းရပါတော့မယ်တိုက်ကိုအတူတူဆောက်ကြရင်အတူတူသွားအတူတူလာနဲ့အချိန်တစ်ခုရောက်လာရင်တော့ဘတ်တော်လဲဥဥပါပြီဒီအချိန်မှာပဲအုံဟောင်းငတ်တကောင်ဂျန်လာစတာလဲကြုံရနေရပါပြီခဏကဒါကိုကောင်းကောင်းသိပါတယ်ခဏတို့ထွက်မောင်းနေချိန်နောက်တစ်ကောင်ကဥဝင်ဥသွားတော့မှာပါဒီတော့တခြားကြီးကန်းတွေကိုပဲအကူကြီးတောင်းလိုက်ပါတယ်ဒီကနေစပြီးခဏရဲ့သားသမီးတွေကိုစောင့်ရှောက်ရင်အကောင်ပေါက်လာတာတွေအပြန်တင်တာတွေနဲ့မိဘကိုခွဲသွားတာတွေကိုထိုင်ကြည့်ရင်ခဏအသစ်10နှစ်လောက်ဝန်းကျင်မှာတော့ဇရာတွေလည်းထောက်လာပါပြီ10နှစ်ဝန်းကျင်ခဏသားသမီးတွေပြန်လာတဲ့အချိန်မှာတော့ခဏလည်းကံကုန်သွားရှာပါပြီတောင်းနေတော့ခဏနဲ့အချိန်အကြာကြီးအတူတူနေလာရတဲ့ကွက်တော်လဲစိတ်ထိကြိုက်ပြီးမအိမ်နိုင်မစားနိုင်တဲ့ကျမ်းမာရေးတွေကျလာပါတယ်ဒီကွက်တော်တည်သွားတဲ့အချိန်မှာတော့ခဏရဲ့ကြီးကန်းဘွားလေးလည်းပြီးဆုံးသွားပါပြီခဏရဲ့ကြီးကန်းဘွားကဒီမာရင်ပြီးသွားပြီဆိုပေမဲ့ကြီးကန်းတွေရဲ့အကြောင်းတွေကတော့ကြံပါသေးတယ်ပထမတစ်ခုကလူတွေရဲ့မျက်နှာကိုမှတ်ထားနိုင်တာပါညံအကောင်းဆုံးတိရစ္ဆာန်တွေရဲ့ဆင်းချောက်နေရဆိုတာလွယ်ရလာတော့မဟုတ်ပါဘူးကြီးကန်းတွေမှာတူးမိတ်ကင်းညံရည်လည်းရှိပါတယ်အစာရဖို့အခက်တွေကိုတုံးထက်တယ်လို့ဝါယာကျိုးတွေကိုလည်းဂျိတ်ပုံစံထည့်အောင်လုပ်နိုင်ပါတယ်ဒီလိုလုပ်နိုင်ဖို့ဆိုတာတိရစ္ဆာန်တော်တော်များများအတွက်မဖြစ်နိုင်ပဲ problem solving skill ရှိမှသာရမှာပါရန်ကုန်ကကြီးကန်းနဲ့မန္တလေးကကြီးကန်းတွေမှာဆိုရင်လေသူတို့အော်တန်ကတူကြမှာမဟုတ်ပါဘူးလူတွေဒေတာအလိုက်စကားဝဲတာရှိကြတယ်လို့သူတို့မှလည်းရှိပါတယ်ဒီထက်ကြောင်တောင်နိုင်တာတခုရှိပါသေးတယ်အဲ့ဒါကတော့အန်တဲမှာကြီးကန်းတစ်ကောင်ကပရွက်စိတ်အောင်တုံတွေ့ပြီဆိုရင်လာနာတတ်ပါတယ်တက်တက်ကိုပရွက်စိတ်အကြိုက်ခံတာပါမဟုတ်ရင်လေပရွက်စိတ်တွေကိုပါဇက်နဲ့ချီပြီးအတောင်ပံကြားထဲထက်ကြပါတယ်ဒီပရွက်စိတ်တွေကထွက်လာတဲ့ဖောမေအက်ဆစ်ကပိုးမားတွေကိုတေးသေးတာကြောင့်လို့ပြောကြပေမဲ့ကြားတာကတော့တကယ်ကြောင်တောင်ကြီးပါဒီကနေ့ကအဆုံသားသတော်ဝါထည့်ပြီးအသီးနှံတွေကနေမိုက်ပုံတွေကအစာတွေရှာသားနိုင်တာကြောင့်နေရာတော်တော်များများမှာနေနိုင်ရပါတယ်ကြောင့်ပဲအနည်းတို့တိုင်းပြည်မှာကြီးကန်းအကောင်ကြီး300မီလီယံလောက်ရှိပြီးကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင်ကြီးကန်းမျိုးစိတ်40ကျော်ရှိပါတယ်ပြတ်တူရေးတွေကိုစကားပြောတင်လို့ရလို့လူတွေချစ်ကြပေမဲ့ကြီးကန်းတွေကတော့ကောင်းတဲ့တန်နဲ့ရထားတန်တွေလည်းရပါတယ်အချို့ကြီးကန်းတွေဆိုရင်ဒီအတန်တွေကိုသုံးပြီးဖွန်ကြောင်ရပါသေးတယ်ကြီးကန်းတစ်ကောင်ရဲ့တက်တန်းက15နှစ်လောက်ပဲရှိတယ်ဆိုပေမဲ့တခြားဆောင်းလျှောက်ပေးရင်အသက်60လောက်ထိနေနိုင်ကြပါတယ်ခုခေတ်လူတွေနဲ့တက်တန်းအတူတူလောက်ပါပဲဒါကတတာဆိုတဲ့ကြီးကန်းဖြစ်ပြီးတော့အသက်59နှစ်မှတည်သွားတာပါတကယ်လို့ premium တွေဝယ်ဖို့လိုအပ်လာပြီဆိုရင်တော့ဒီ channel မှာလာဝယ်လို့ရပါတယ် ChatGPT နဲ့ကံမာတို့လို premium တွေကအစအကုန်ရတာတကယ်လို့လိုအပ်လာရင် comment က link ကနေဝင်ကြည့်လိုက်ပါကြီးကန်းတွေကိုဇကားတွေနဲ့စာအုပ်တွေထဲမှာနမိတ်မကောင်းတဲ့တိရစ္ဆာန်တွေလို့ပုံဖော်ကြပေမဲ့တကယ်အပြင်မှာတော့ညံကောင်းပြီးတက်စာရှိတဲ့သတ္တဝါတွေပါဒီလောက်ဆိုရင်ကြီးကန်းတွေရဲ့အကြောင်းကိုတော်တော်ဆုံဆုံလေးသိလောက်ပြီးထင်ပါတယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုကြတော့မှတော့ပြန်တွေ့ကြမယ်